ကင်ပေါက်ထလိုက်ပြီးတော့လေဘေးအောင်တက်ညစ်ပါတော့တယ်ဒါပေမဲ့အဲ့ဖြန်ဟိုကြက်ပေါက်လို့ပဲသားဆွဲထားတဲ့ပုံထဲဟာနဲ့သွားတူနေတာကိုဖားတွေ့သွားခဲ့ပါလေအဲ့ဒါနဲ့တကယ်ချင်းယောက်ကလည်းနတ်စင်စည်းပွားရေးနဲ့အသက်ဆက်နေရတဲ့ကောင်အကြောင်းတုံပြောပြပြီးအဖွဲတဲကိုဆွဲသွင်းလိုက်ပါတော့တယ်ဟိုကောင်လည်းတိတ်ပြီးတော့စီးအောင်ကြမလို့ပဲနဲ့ပါချလာတော့တာပါအဲ့နောက်အဖွဲရဲ့အဓိကဇက်လိုက်ဖြစ်တဲ့ဇုံကုန်းနေရာမှာတရုပ်ဆောင်မှုမြောက်တကောင်လိုအပ်တဲ့အကြောင်းကိုပြောပါလေအဲ့ဒါနဲ့ဖြန်ကလည်းသူ့အသည့်မြောက်တကောင်ရှိတယ်လို့ပြောပြပါလေအဲ့မြောက်ကအရန်ကိုကြောက်တတ်တဲ့အာဝါဒဖြစ်ကြောင်းနဲ့သူမိသားစုကိုမိစ္ဆာဘရင်ကတပ်ပစ်လိုက်တဲ့အကြောင်းကိုပြောပြပါလေအဲ့နောက်စကားများတဲ့ဖြန်လဲတလန်းလုံးပေါက်ပေါက်ဖောက်ရင်းနဲ့ဟိုတကောင်မြောက်ရှိတဲ့ဂူစီကိုခေါ်လာခဲ့ပါလေအဲ့လိုနဲ့ဂူထဲကိုရောက်တော့မြောက်နဲ့တွေ့ပါလေမြောက်ကကြောက်တတ်တာတွေမကပါဘူးကြက်မပြေးတာလေးကလည်းအစ်စ်ပါပါသေးတယ်အဲ့ဒါနဲ့ဟိုကောင်တွေလည်းမြောက်ကိုကလေးချောသလိုချောနေတော့ဖားရဲ့တစိတ်ကထွက်ကျသွားပါလေတမိသားစုလုံးမိစ္ဆာတောင်တည်သွားခဲ့တာမြောက်လေတစိမ့်မြင်တာနဲ့ကြောက်လန့်ပြီးတော့သွေးတက်ပါတော့တယ်အဲ့ဒါနဲ့ဝက်ကမကြောက်ပါနဲ့ဟာငါတို့ကလွတ်မြောက်အောင်လမ်းကိုသွားဖို့မင်းကိုလာခေါ်တာလို့ပြောလိုက်တော့ဟိုကောင်လည်းအာပြဲကြီးနဲ့ထငိုပါတော့တယ်ဒီလိုနဲ့ကြိုးကန်းနေတဲ့မြင်းမိန်လေးတကောင်ပါခိုးပြီးတော့အနောက်ရက်သို့10ရက်စောပြီးတော့ခီးထွက်ခြင်းကိုစတင်ခဲ့လိုက်ကြပါတော့တယ်မြောက်ကလည်းတလန်းလုံးငိုဟိုတကောင်လည်းတလန်းလုံးစောက်စကားပြောနေခီးစဉ်ကြီးကတော့ပြောစရာကြီးဖြစ်လို့နေတာပါပဲစကားများနဲ့ကောင်တားများနဲ့ငိုနဲ့ကောင်ပါဇက်ပိတ်ကျိုးတုပ်ပြီးတော့မြင်းနာလေးပေါ်တင်ခေါ်ခဲ့လိုက်ရပါတယ်မိုင်းတရားလောက်ခီးနေပြီးတဲ့အခါမှာတော့ခီးတစ်ထောင်နားကြတာပေါ့မိုင်းတရားလုံးစသနာပြစ်သလိုတောက်လျှောက်လေပြစ်လာတဲ့ကောင်နားတဲ့ထိကိုမရက်သေးပါဘူးအဲနောက်မနီမူအေးမှာရွာ